မင်္ဂလာပါ educate မလေးတွေဒီနေ့မှာတော့အမက rocket king လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ကလေးတို့တွေအကြောင်းမှာတောင်းဒီဂရီတွေတိုင်းတဲ့သင်ခန်းစာတွေသင်ကြဖူးရဟုတ် education king ကပါရဲ့ဒီ rocket king လေးอ่ะဆိုရင်လေတောင်းဒီဂရီတွေနဲ့ဆွဲရမယ့် game လေးတစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်တော့အမတို့ကြည့်လိုက်ကြရအောင်နော် game ရဲ့စီမင်းလေးကတော့ဒုံးမြင့်စီကိုချင်းကပ်လာတဲ့ပကံပြားပြန်ကိုတောင်းဒီဂရီတွေအလိုက်တတ်မှတ်ပြီးတော့ပြစ်ခတ်ပေးရမှာပဲဖြစ်ပါတယ်ပကံပြားပြန်လေးကိုထိအောင်ပြစ်ခတ်နိုင်မယ်ဆိုရင်တော့အမတ်တွေရရှိမှာပဲဖြစ်ပါတယ်ပထမအဆုံးအမရဲ့ mouse များလေးရှိရဲ့ဖက်ကတော့ဒါက clockwise ဖက်ပဲဖြစ်ပါတယ် clockwise ဆိုတာကနိုင်လက်တံအသေးလေးတာကိုပြောချင်တာပဲဖြစ်ပါတယ်နောက်ထပ်တစ်ဖက်ကတော့ anti clockwise ကနိုင်လက်တံပြောင်းပြန်လေးတာကိုပြောတာပါဒါဆိုရင်ကလေးတို့က angle လေးကိုဘယ်လိုချိန်မလဲပေါ့နော်ဒီအောက်ဖက်ကအမများပြထားတဲ့အစိမ်းအောင်မြင်ကြောင်လေးလိုက် angle လေးကိုချိန်ကြည့်လို့ရပါတယ်ကိုထားချင်တဲ့ angle ရောက်ပြီဆိုရင်တော့ anti clockwise ဒါမှမဟုတ် clockwise ကိုရွေးပြီးတော့ပြစ်ခတ်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်မနဲ့တူတူလိုက်ပြီးတော့စောကြည့်ကြရအောင်နော်အောင်မြင်ပြီးတော့ပြီဆိုရင်တော့ mission complete ဖြစ်ပြီးတော့နောက်တစ်ချိန်ကစားခြင်းနဲ့ကစားလို့ရပါတယ်ဒီနေ့ပြပြီးတဲ့ game လေးကိုကလေးတို့တွေစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်ရင်းနဲ့ပဲဒီနေ့တော့အမတို့ဒီလောက်နဲ့တင်နှုတ်ဆက်လိုက်ကြရအောင်နော် bye